ဒါကတော့မက်ဆီရဲ့ဂိုးတကိုဖိပြီးကီလီယန်ဘာဘေကသူ့ရဲ့ကစားသမားဘဝတစ်ချောင်းလုံးမှာဘယ်တော့မှတွဲနိုင်မှာမဟုတ်ပါဘူး။ဇာဗီဟန်နန်ဒက်စ်ကဘောလုံးကိုလက်ခံရရှိပြီးမက်ဆီနဲ့ပြိုင်ဘက်နောက်ခံလူကြားကိုအဝေးပေးပို့လိုက်ပါတယ်။ဒါပေမဲ့မက်ဆီကသူ့ရှေ့မှာရှိတဲ့နေရာလွတ်ကိုမြင်ထားပြီးသားသေးတာကြောင့်မဆိုင်မတွဲပဲရင်ဘတ်တဲ့အဲ့ဒီနေရာလွတ်စီကိုဘောလုံးကိုထိန်းလိုက်ပြီးပထမနောက်ခံလူကိုလုံးဝဖယ်ရှားလိုက်ပါတယ်။မက်ဆီက penalty area စီအရှင်တင်ပြေးလာချိန်မှာသူ့ရှေ့မှာနောက်ခံလူတစ်ယောက်နောက်မှာတစ်ယောက်ရှိနေပြီးနောက်ခံလူ2ယောက်ကဝိုင်းထားပါတယ်။ဒီလိုအခြေအနေမျိုးမှာမက်ဆီကအသွင်းဘက်ကိုလှည့်ဝင်ပြီးဘယ်ချီနဲ့အားပြင်းတဲ့ကန်ကျဲကိုကန်သွင်းလေရှိပါတယ်။ဒါပေမဲ့အတွင်းဘက်ကိုဝင်မဲ့လမ်းကြောင်းကိုပိတ်ဖို့အရှိန်အပြည့်နဲ့ပြေးလာတဲ့နောက်ခံလူတစ်ယောက်ကိုသူမြင်ထားပြီးသားပါ။ဒီနေရာမှာပဲမက်ဆီကဘာပိတ်ထက်ပိုကောင်းတယ်ဆိုတာပြသလိုက်ပါတယ်။အတွင်းဘက်ကိုလှည့်ဝင်မဲ့အစားမက်ဆီကအပြင်ဘက်ကိုဘောလုံးထိန်းလိုက်ပြီးသူ့ရှေ့မှာနေရာလွတ်ကိုတိုက်ခိုက်တော့မဲ့ပုံစံလုပ်လိုက်တယ်။အဲဒါကြောင့်နောက်ခံလူကသူ့ကိုပိတ်ဖို့ခြေထောက်ကိုစိုက်လိုက်ရပါတယ်။ဒါပေမဲ့အပြင်ဘက်ကိုဆက်မသွားပဲမက်ဆီကညာခြေကိုစိုက်လိုက်ပြီးအတွင်းဘက်ကိုချင်းချင်းလမ်းကြောင်းပြောင်းလိုက်ပါတယ်။အဲ့ဒီအချိန်မှာဘောလုံးကမက်ဆီနဲ့နောက်ခံလူကြားမှာရှိနေပါတယ်။ဒါပေမဲ့မက်ဆီကရူပဗေဒရဲ့ဥပဒေတွေကိုတောင်စိန်ခေါ်လိုက်တယ်လို့ထစ်ခဲ့ပါတယ်။ခြေတစ်ထက်သေးကိုအားဖြူပြီးတစ်ချိန်တည်းမှာပဲအတွင်းဘက်ကိုလှည့်ဝင်ရင်ဘောလုံးကိုခြေအပြင်ဖက်နဲ့ထပ်ထိလိုက်ပြီးညာခြေနဲ့ဂိုးတိုင်အနီးကိုအားပြင်းပြင်းကန်သွင်းကအန်အောမွဲ့ဂိုးတကိုးကိုသွင်းယူခဲ့ပါတယ်